ငါပြန်တန်းလို့ရဲ့ရဲ့တောင်းတဘယ်စကားများဒီနေရှိချီလေးဝိလာငါပြန်တန်းလို့ရဲ့တောင်းတဘယ်စကားများဒီနေဒီတာကချွေချွေချီလမရဲ့ပြန်တန်းပြန်တန်းပြောင်းလာတာရတာပါလေဘုရားကြီးကပြန်တာပို့တယ်ရဲ့ဘာတော်တော်ပြီးတင်ဆက်ပြလိုက်ရမှာရွှေကြီးကမရဲ့တေဝညိုတိုင်းခွာကြရဲ့ညိုဝိမဲဆိုတာပြပြရာကပြတ်သိနဲ့ပြန်လာမလို့ပြန်လီကျေရမရဲ့ရရညိုကွေရွှေကျေရမရဲ့ရရညိုကွေလေးဆောင်ဝေးတလင်းအိုင်ကိုတလင်းအိုင်ကိုလေးဆောင်ဝေးတလင်းအိုင်ကိုတလင်းအိုင်ကိုမနေတော့မေဟပြန်လာပါလေပြန်မလေးအောင်ဘာလို့ဆွေးကြတယ်အတော်တွေအကြောင်းပါရအောင်ခေါင်းဆောင်လေးပါဠိကြည့်ရပါလေရုပ်ဒီမတန်ရှမတိအနေရဲ့အလီလေးကထတမအမြဲတည်းရှိရမယ်ကောင်းကင်ပိုက်ကိုရှောင်းခွင်းလို့ပြန်နိုင်ရလေကထတမအမြဲတည်းရှိရမယ်ကောင်းကင်ပိုက်ကိုရှောင်းခွင်းလို့ပြန်နိုင်ရလေအစာဝရဲ့သာကပဲပြန်နိုင်ရဲ့ကိုရွှေကြည်ဓမ္မလေးရဲ့